ကြည်တွဲအောင်ပြီးသားကျောင်းသူကျောင်းသားလေးတွေကိုဆရာမတတိလေးတစ်ချက်လောက်ပေးပြပါစီခုခေတ်ကဒီလိုပတ်စံတွေကနေရာယူလာတယ်အရာရာမှာပတ်စံရှိမှတင့်တယ်တယ်ပတ်စံဒီအရေးကြီးဆုံးလို့ထင်ကြတယ်တိဆောက်ခြင်းဆိုတာကိုနားမလည်တော့ဘူးဒီလို stick လေးဖြစ်ဖို့အတွက်ကိုစက်ယုံထောင်ကလည်းတိဆောက်ခဲ့ရတယ်အဲ့ဒါမှတုံးဆွဲတဲ့ user လေးထိရောက်အောင်အခုရေသိန်းချီမီလီယံချီထုတ်လုပ်တော့တတိဖြစ်သွားတာပေါ့အဲ့ဒါတိဆောက်ခြင်းအဲ့လိုစက်ယုံတည်ဖို့အတွက်ကျွမ်းကျင်လူသမားတွေပညာရှင်တွေစုပေါင်းပြီးတော့မှတိဆောက်ပြီးမှရတယ်ပတ်စံရှာလာခြင်းတူတူပါပဲထို့အတူပဲဒီလိုမိချစ်လေးတွေဖန်တီးဖို့လေထိုနည်း၎င်းပါပဲဒီလိုဖန်ခွက်လေးတွေရောထိုနည်း၎င်းပဲနော်အဲ့ဒါတိဆောက်ခြင်းပြောချင်တဲ့အဓိပ္ပာယ်ကတားလို့သမီးတို့ဘာပြောချင်တာလဲဆိုတော့ဒီဟာဒီနိုင်ငံတော်ကခန့်နှိပ်ထားတဲ့တစိတ်ကောင်းအထိမဲ့ဖြူထားတဲ့တမတ်တန်ဖို့ငွေချေးပေါ့နော်ဒါဒီကုန်မစည်းတစ်ခုနဲ့တစ်ခုဖလှယ်တဲ့နေရာမှာဗတာစနစ်အနေနဲ့အသုံးပြုတာသူဒီလူရဲ့အထက်မှာနေလို့မရအောင်သူဒီလူတွေအသုံးပြုတဲ့ user တွေရဲ့အသုံးပြုခံပဲဖြစ်ရမယ်သူ့ရဲ့နောက်ကိုလူတွေကလိုက်လို့မရအောင်ငွေကြေးဒီလူရဲ့အောက်မှာပဲနေပြီးတော့လူရဲ့နောက်ကိုပဲလိုက်ရမယ်ခုကအများအဖြစ်ကတိဆောက်မှုကိုနားမလဲတော့ဘူးဒီပတ်စံနောက်ကိုလိုက်တယ်ပတ်စံနောက်ကိုလိုက်တယ်ဆိုတာဘယ်လိုလိုက်တယ်ဆိုတာကသူများပတ်စံကိုလူယူတာကိုလည်းပြောတာမဟုတ်ပါဘူးကိုယ့်ရဲ့လောက်သားခွန်အားနဲ့ပေါ့နော်ကာယခွန်အားနဲ့ဘယ်လုပ်ကိုတွားလို့ရင်ကောင်းမလဲဆိုတဲ့ပတ်စံကိုဦးစားပေးပြီးစဉ်းစားတယ်ဒါဆိုဘာဆုံးရှုံးသွားပြီလဲဒီပတ်စံကိုဦးစားပေးပြီးတိဆောက်ခြင်းမပါပဲဦးစားပေးပြီးရွေးချယ်မယ်ဆိုရင်မင်းတို့ရဲ့ပြန်ဝယ်လို့မရလဲငေရွယ်မှုပျောက်ဆုံးသွားပြီအဲ့ဒါအဖြစ်ပဲဆရာမတို့တွေဒီနေ့ဒီချိန်ကြီးရက်တည်နိုင်တယ်နဲ့ဆိုတာကဒီလို AI ခေတ်ကိုကြော်ပြီးတော့ AI digital technology ခေတ်ရောက်သွားပြီအဲ့ခေတ်မှာတော့ဆရာမတို့လိုဒီလိုတက်ကြီးတွေကရက်တည်နိုင်နေတာတိဆောက်မှုတွေရှိခဲ့လို့ပေါ့ပညာတွေသင်ခဲ့ရပါတယ်တက်မွေးဝမ်းကျောင်းတွေလည်းလေ့လာခဲ့ရတယ်စာပေတွေလည်းအများကြီးပဲဖတ်ခဲ့ရတယ်တိဆောက်ခြင်းတွေလုပ်ခဲ့တဲ့အတွက်ခုဆိုရင်ကိုလက်နဲ့ထိတဲ့အရာတိုင်းဒီရွှေဖြစ်အောင်ပြုလုပ်နိုင်တဲ့အနေအထားမျိုးကိုဒါကတိဆောက်လာခဲ့တာဒါတို့သမီးတို့တွေဒီလေတိဆောက်ခြင်းကိုအရင်လုပ်သင့်ပါတယ်လို့တိဆောက်ခြင်းဆိုတာစကေးတစ်ခုပေါ့ကွန်ပျူတာစကေးရယနေ့ခေတ်မှာမဖြစ်မနေလိုအပ်တယ်ကွန်ပျူတာကိုအရင်တက်မလားလကစားလုပ်